သူတို့ကိုတားဆီးထားစမ်းဒီအတုံးမကျတဲ့ကောင်ကမှတကယ်ရန်သူစစ်ပဲအရင်ဆုံးရှင်းပြရမယ်ဦးလေးလေးတတိထားဦးကိုစင့်စัจ java ရာပြောင်းလဲခြင်းခြိစွမ်းအင်ဆွဲယူခြင်းပညာမဖြစ်နိုင်တာမင်းခန္ဓာကိုယ်ထဲမှာဝိညာဉ်စွမ်းအင်လှိုင်းလဲတာလုံးဝမရှိတာထင်ရှားနေတာကိုအင်အားကိုသုံးပြီးပြန်တိုက်ခိုက်လိုက်တာပဲမင်းရဲ့ဒီနက်ဆိုးကြိုင်ဝမ်းကပညာရက်တွေကအစစ်မမီသေးဘူးဟာကွက်တွေအများကြီးပဲဘာရက်ကြည့်နေတာလဲဝင်းကပါပြက်ပြဲသွားပြီအထဲဝင်ပြီးလူကေကြလူတွေအားလုံးငါနဲ့အတူတက်ကြစို့သွားစို့မကောင်းတော့ဘူးဒီနေရာကတခုခုမှမမှန်ဘူးချူလို့အမိရတဲ့အဲ့ဒီလူကတကယ်ကိုထူးဆန်းလို့နေငါတို့အရင်ဆုတ်ခွာပြီးခိုင်းချုပ်ကြီးစီပြန်တဲ့ပို့ကြစို့ဘလို့လဲတောင်းခံနိုင်သေးရဲ့လားကျောင်းအကူကျောင်းငါတို့အဆင်ပြေပါတယ်ဦးလေးလေးစောစောကတကယ်ကိုကျေးဇူးတင်ပါတယ်ငါကေတာကခိုင်းသားတွေကိုပဲငါ့ကိုကျေးဇူးတင်နေဖို့မလိုဘူးဝိညာဉ်ကြောကမတည်ငြိမ်သေးဘူးမင်းလူတွေကိုခေါ်ပြီးတောင်ထွတ်စီသွားအဲ့ဒီကဝိညာဉ်ကျုပ်တိုင်တွေကိုအကုန်လုံးနှုတ်ပစ်လိုက်မြန်လို့နောက်ကျသွားရင်ဝိညာဉ်အရင်းမြစ်ပြတ်တောက်သွားလိမ့်မယ်ဟုတ်ကဲ့စောစောကအဲ့ဒီတစ်ချက်ကတော်တော်လေးစွန့်စားခဲ့ရတာပဲမဟုတ်လားအကယ်၍သူကသာနောက်ထပ်တစ်ဆင့်လောက်ပိုတန်မာနေခဲ့ရင်ငါဒီမှာတည်းအသက်ပြောက်သွားနိုင်တယ်ဒါပေမဲ့ဒီစွန့်စားမှုကထိုက်တန်ပါတယ်ဟိုမှာကြည့်လိုက်လေဒီဝိညာဉ်စွမ်းအင်ရဲ့တိတ်တိစကတကယ်ကိုကြင်ကြံဖို့နေရာကောင်းတစ်ခုပဲဟိုကလေးတိုက်ပြန်မလာသေးခင်မြန်ထိုင်ပြီးကြင်ကြံလိုက်အောင်ခြီလေးကျင်ချင်းပထမအဆင့်အောင်မြင်ပြီးနှစ်ပေါင်း150ရှိခဲ့ပြီငါနောက်ဆုံးတော့ကြင်ကြံချင်းရဲ့တကားခုံကိုထပ်မံခြေလန်းနိုင်ခဲ့ပြီဦးလေးလေးဝိညာဉ်ကျုပ်တိုင်တွေကိုအကုန်နှုတ်ပြီးပါပြီဝိညာဉ်ကျိုးလည်းတည်ငြိမ်သွားပါပြီမင်းကြော်ဖြတ်နိုင်ခဲ့တာလားကံကောင်းသွားရုံပါခြီလေးကျင်ချင်းအဆင့်တဲကိုအခုမှစဝင်တာလွန်ခဲ့တဲ့နှစ်100ကပြိုင်ဘက်ကင်းပါရမီရှင်ဟွာရှန်အဆင့်ထိရောက်ခဲ့တဲ့ကနဝင်လူသားကအခုတော့ခြီလေးကျင်ချင်းပထမအဆင့်ကိုကြော်ဖြတ်ဖို့အတွက်တောင်ကံကောင်းခြင်းဆိုတဲ့စကားလုံးကိုသုံးနေရပါလားဂိုင်းကိုပြန်ကြစို့ကျင့်စဉ်တွေအားလုံးပျက်စီးသွားတဲ့အခြေအနေမျိုးမှာတော့ကျင်းတဲ့အဆင့်ကျင့်ကြံသူကိုနောက်ဆုတ်သွားအောင်ဖိအားပေးနိုင်ခဲ့တယ်ဒါဟာဘယ်လိုမျိုးအမြင်ကျမှုနဲ့တတိမျိုးလဲဒါကြောင့်လည်းအဲ့ဒီလုံးကပါရမီရှင်တူဖြစ်ခဲ့တာမဆန်းပါဘူးအဲ့လိုလူမျိုးက6နှစ်ထဲကိုပြုတ်ကျသွားရင်တော့မှကျွန်တော်တို့လိုတာမန်လူတွေအထင်သေးလို့ရတဲ့လူမျိုးမဟုတ်ဘူးဒါစုမိအားရဲ့ရနံမဟုတ်ဘူးစုမိအားရဲ့ရနံကမြှုပ်ဆွဲတဲ့အငွေ့သက်တွေပါဝင်ပြီးဒီရနံကတော့နှင်းခဲလို့အေးဆက်နေတယ်လူတွေကိုမိုင်းပေါင်းများစွာဝေးကွာအောင်တွန်းပို့နေတယ်လို့ပဲပစ္စည်းကတော့မစိုးပါဘူးနှမျောစရာကောင်းတာကနောက်ကျသွားပြီအဲ့ဒီတုန်းကတော့လောကကြီးကအရန်ကျက်ပြောလို့သွားလို့မရတဲ့နေရာမရှိဘူးလို့ထင်ခဲ့တာအခုမှပဲနားလည်တော့တယ်တချို့လမ်းတွေကတစ်ချိန်ရွေးချယ်မှုမှားယွင်းသွားခဲ့ရင်ဘယ်တော့မှနောက်ပြန်လှည့်လို့မရတော့ဘူးဆိုတာညီလေးကိစ္စကြည့်ပြီဟုတ်လားမနဲ့အစောကြီးဘာကိစ္စမို့လို့လဲဖုံးမင်းတန်းတော်ကနေသတင်းထွက်လာတယ်ရွယ်လင်းရှိကစိတ်ဝိညာဉ်အဆင့်ကိုတက်လှမ်းဖို့အတွက်အသေးလဲကျင့်ကြံတော့မယ်တဲ့အဲ့ဒါကငါနဲ့ပါဆိုင်လို့လဲဒါပေမဲ့တကားပိတ်ကျင့်ကြံခြင်းမပြုလုပ်ခင်မှာသူမကမြောက်ပိုင်းဒေသမှာရှိတဲ့ဂိုင်းအားလုံးစီကိုခြံလုံးစရင်စင်ခေါ်စာပေးပို့လိုက်တယ်သူမကဘသူ့ကိုစင်ခေါ်တာလဲသူမကထင်ထင်ရှားရှားနာမည်တက်ပြီးစင်ခေါ်လိုက်တာကရိုမင်ချိုင်ဝမ်ရဲ့တခင်လေးကိုပါအဲ့ဒါကကောလာဟာလာတွေထဲမှာစိတ်ဝိညာဉ်အဆင့်ကိုချုပ်ဖြတ်တော့မယ်ပါရမီရှင်ရင်းကြိုယိုပဲရင်းကြိုယိုကရိုမင်ချိုင်ဝမ်တခင်ရဲ့တူလေးတော်သားလေးသူကျင့်ကြံတာကရိုမင်သွေးလန်းစင်ပဲအသက်30တောင်မပြည့်သေးဘူးစိတ်ဝိညာဉ်အဆင့်ကိုတဝက်လောက်ရောက်နေပြီမြောက်ပိုင်းဒေသရဲ့မျိုးဆက်တွေထဲမှာသူကထိတ်ဆုံးပဲရွယ်လင်းရှိကစင်ခေါ်စာပို့လိုက်တာဟာငါတို့ချမ်းရွံကိုင်းအတွက်မကြေပွဲနှွှဲပေးတာထင်ရှားနေတာပဲဒီကိစ္စကတော့ရှုပ်ကုန်ပြီခိုင်းချုပ်လည်းမင်းညကစိတ်ညစ်လုံးလို့စပင်းတွေအများကြီးကျွတ်သွားတယ်သူမအနေနဲ့ငါတို့အတွက်လုပ်ပေးစရာမလိုပါဘူးချမ်းရွံကိုင်းကလည်းနှစ်ဖက်စလုံးနဲ့သဘောတူညီချက်လက်မှတ်ထိုးထားပြီးပြီပဲတလန့်စီချက်ကြရမှာ
သူမှဒီလိုလုပ်တာကိုပုံမင်းတော့ကအပူကြီးတွေကသဘောတူပါမလားဘယ်လိုလုပ်သဘောတူမလဲကြားရတဲ့တော့အကြီးကဲကြောက်ရံချင်းကဒေါသထွက်လုံးလို့အစည်းအဝေးကန်းကစပွဲကိုတောင်လက်ခွဲပစ်လိုက်တယ်တဲ့ဒါပေမဲ့ရွေးလေးရှိရဲ့အချင်းကကောင်းမှာတော့ဘယ်သူဖြောင်းဖြတ်မရဘူးစိန်ခေါ်စာကိုလည်းမြောက်ပိုင်းဒေသထုံးချမ်းမြော်စင်ရဲ့စုကြီးစင်းပုံမှာချိတ်ဆွဲထားပြီးတစ်ဆက်ရကြပြီးနောက်တော့ရက်တောင်တင်မှာအတီလဲတိုက်ပွဲပဲချစ်လာစွာတော့ viewers အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုလေးကတော့အပိုင်းဆက်မစုံလင်ပဲဒီညနဲ့သာပြီးဆုံးသွားတဲ့အတွက်အနုညွတ်တောင်းမဲ့အပ်ပါတယ်နောက်ထပ်အပိုင်းတစ်တွေကိုအမြန်ဆုံးရှာဖွေပြီးပြန်လည်မျှဝေပေးသွားမှာမို့စောင့်မျှော်အားပေးကြပါဦးခင်ဗျာဗီဒီယိုကိုအားပေးကြည့်ရှုပေးကြတဲ့အတွက်လည်းလိုက်လဲကျေးဇူးတင်ရှိပါတယ်အောက်မှာဖော်ပြထားတဲ့ဗီဒီယိုတွေထဲကမှမိမိတို့စိတ်ဝင်စားမှုအရှိဆုံးရာကိုရွေးချယ်ပေးခဲ့ကြဖို့ဖိတ်ခေါ်ချင်ပါတယ် viewers တို့တောင်းဆိုမှုအများဆုံးဖြစ်တဲ့ဗီဒီယိုကိုအကောင်းဆုံးပြင်ဆင်ပြီးတင်ဆက်ပေးသွားပါမယ်ခင်ဗျာ